ဒီပေါ်လောကမှာအတန်တစ်ချက်ကြားလိုက်ရုံနဲ့ဒါဟာဘယ်သူလဲဆိုတာသိတာစေတဲ့ထူးခြားတဲ့အတန်ပိုင်ရှင်တွေရှိပါတယ်အဲ့ဒီအထင်းမှာကဘာကျော် BTS အဖွဲ့ရဲ့မျက်နှာဖုံးလို့တင်စားရတဲ့ကင်ထေရောင်းဟာတမူထူးခြားနေသူပါသူဟာရုပ်ရည်တင်မကပင်စိတ်ဝိညာဉ်တွေကလာတဲ့လက်ဆိုင်ဟာတဲ့တန်ပါဝါကြောင့်တစ်ကမ္ဘာလုံးကပြည်သက်တွေကိုဖန်ဆားထားနိုင်သူဖြစ်ပါတယ်ဒါပေမဲ့အခုလိုတောက်ပတဲ့ကြေတပွင့်ဖြစ်မလာခင်မှာသူဟာဘေဘုတ်စင်မြင့်ထက်ကိုရောက်ဖို့ဝေးစွာလေတော်တဲကနေရုံထွက်နိုင်ဖို့တောင်မတိကျခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ခဲ့မှုပါတယ်ဒီနေ့ကျွန်တော်ဖိုးကောင်က BTS ရဲ့ပြည့်တဲ့ဝေပွန်လို့ခေါ်ကြတဲ့ကင်ထေရောင်းရဲ့အားတက်စရာကောင်းလာတဲ့ဘွားခီးလန်းနဲ့သူကြော်ဖြတ်ခဲ့ရတဲ့အခက်အခဲတွေကိုတေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကင်ထေရောင်းကို1995ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံဒီကူမြို့ရဲ့ဆင်းရဲတဲ့လယ်သမားမိသားစုကမွေးဖွားခဲ့ပါတယ်သူဟာမိဘတွေအလုပ်ရမ်းများတာကြောင့်ဖွားဖြစ်သူရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရတဲ့သူပါငယ်ငယ်ကတည်းကသူဟာလေခွင်းတွေထဲမှာရှော့ကစားရင်ငါလည်းတနေ့ကျလယ်သမားဖြစ်မှာပါပဲလို့တွေးဖူးတဲ့အထိရိုးသားတဲ့ကောင်လေးတစ်ယောက်ပါဒါပေမဲ့ရင်ထဲမှာတော့ဂီတကိုချစ်မြတ်လို့တဲ့စိတ်ပြောင်းယောင်းနေခဲ့ပါတယ်သူဟာအနုပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့အတွက်ဖြစ်သူရဲ့အားပေးမှုနဲ့အတူဇိုက်ဆိုဖုန်းတိခတ်တာကို3နှစ်ကြာအောင်သင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူဟာခံကြမ္မာကိုပြောင်းလဲပေးနိုင်မယ်ခွင့်ရတစ်ခုသူ့စီကိုမထင်မှတ်ထားပဲရောက်လာတော့မယ်ဆိုတာကိုလုံးဝမသိရှိခဲ့ပါဘူး2011ခုနှစ်နေ့တစ်နေ့မှာတော့ထေရောင်းရဲ့ဘဝဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်သူဟာဘစ်ဟစ်အန်တာတိတ်မန့်ရဲ့လူရေးပွဲကိုတွားရောက်ဝင်ပြိုင်ဖို့မဟုတ်ပဲသူ့ရဲ့တငယ်ချင်းဖြစ်သူပြိုင်တာကိုလိုက်ကြည့်ဖို့အတွက်သွားခဲ့တာပါဒါပေမဲ့လူရေးပွဲမှာခံကြမ္မာရဲ့ဆာနာမှုကြောင့်သူဟာအမှတ်မထင်ဝင်ပြိုင်ပစ်ခဲ့ပြီးအဲ့ဒီနေရာမှာရှိနေတဲ့သူတွေအားလုံးနဲ့မှသူတယောက်တည်းသာရွေးချယ်ခြင်းခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့သူဟာဆိုးမျိုးကိုတက်လာပြီးလေ့ကျင့်ရေးဆင်းခဲ့ရပါတယ်ထူးခြားတာကဘဲဟစ်ဟာ BTS အဖွဲ့ကိုမိတ်ဆက်လာတဲ့အခါမှာတော့ထေရောင်းကို hidden member အဖြစ်နဲ့နောက်ဆုံးထိဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်တခြားအဖွဲ့ဝင်တွေကပြည်သက်နဲ့ထိတွေ့ခွင့်ရနေချိန်မှာသူကတော့ကင်မရာရဲ့နောက်ကွယ်မှာတယောက်တည်းထိကျန်စွာနဲ့စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပါတယ်2013ခုနှစ်ဇွန်လမှာတော့ကဘာကြီးဟာကင်ထေရောင်းဆိုတဲ့နာမည်ကိုစတင်သိရှိခဲ့ပါတယ်လူ့ဘဝအဖွဲ့ဝင်အဖြစ်ပြည်သက်ရှိကိုနောက်ဆုံးမှထွက်လာခဲ့ရတဲ့အချိန်မှာသူဟာအရန်ကိုစိုးရိမ်ခဲ့ရပါတယ်ပြည်သက်တွေကငါ့ကိုလက်ခံကြပါမလားငါ့ကိုရောချစ်ပေးကြပါမလားဆိုတဲ့အတွေးတွေနဲ့သူဟာညာတိုင်းခြောက်ခြားခဲ့ပူပါတယ်ဒါပေမဲ့သူဟာစင်ပေါ်မှာတော့အဲ့ဒီကြောင်းရမှုတွေကိုဘေးဖယ်ထားပြီး no more drain နဲ့အတူသူ့ရဲ့ထူးခြားလာတဲ့တန်နဲ့ကြီးတွေကိုချပြနိုင်ခဲ့ပါတယ်စာပိုင်းမှာ BTS ဟာကုမ္ပဏီတည်တည်လေးကဖြစ်တဲ့အတွက်ဖျော်ဖြေရေးစင်မြင့်တွေမှာနေရာမပေးခံရတာတွေပြင်မြေသေးခံရတာတွေအများကြီးရှိခဲ့ပေမဲ့ထေရောင်းကတော့သူ့ရဲ့ညီကိုတွေနဲ့အတူအကျိတ်ပြီးရှေ့ဆက်ခဲ့ပါတယ်သူ့ရဲ့မလျှော်သောဇွဲလုံးလားကပဲသူ့ကိုအဖွဲ့ရဲ့မရှိမဖြစ်မျက်နှာစာတစ်ခုဖြစ်လာစေခဲ့တာပါထေရောင်းဟာတချင်းဆိုကောင်းယုံနဲ့မကပင်စင်ပေါ်ကမူရာတွေကြောင့်ဖန်ကန့်ပြင်းရင်လိုတောင်မြည်တွင်လာခဲ့ပါတယ်သူ့ရဲ့မျက်လုံးစုံကားနဲ့တဆင်းပြည်သက်တွေကိုစကားပြောနိုင်စွမ်းရှိပြီးတချင်းတပုတ်ချင်းစီရဲ့အခမ်းအနားချက်ကိုမျက်နှာပေးနဲ့တင်အသက်ဝင်အောင်လုပ်နိုင်စွမ်းရှိတဲ့သူပါပြင်လောကမှာတော့သူဟာအေးအေးဆေးဆေးနေတတ်ပြီးအနုပညာနဲ့တပ်ပုံရိုက်တာကိုယူသွတ်တဲ့သူတစ်ယောက်ဖြစ်လို့ပြည်သက်တွေကသူ့ကိုဘောဒီလို့တောင်ချစ်စနိုးနဲ့ခေါ်ကြပါတယ်သူ့ရဲ့ထူးခြားတဲ့ fashion style နဲ့ရုပ်ရည်ဟာကမ္ဘာ့အလားဆုံးမျိုးသားစည်းရင်းထဲမှာထိပ်ဆုံးကပါဝင်လာစေခဲ့ပါတယ်အောင်မြင်မှုတွေတည်တက်နေတဲ့အချိန်2016ခုနှစ်မှာတော့ထေရောင်းဟာသူ့ဘဝရဲ့အခက်အခဲဆုံးသောနာကျင်မှုကိုကြုံတွေ့ခဲ့ရပါတယ်သူ့ကိုငယ်စဉ်ကတည်းကလိကပ်ပြုစုပြောထောင်ပေးခဲ့တဲ့ဘွားဖြစ်သူဟာဖိလစ်ပိုင်မှာဖျော်ဖြေပွဲလုပ်နေစဉ်တွင်ကွယ်လွန်သွားခဲ့ပါတယ်ဖွဲ့သားတွေစိတ်မကောင်းဖြစ်မှဆိုလို့ဒီခံစားချက်ကိုမျိုးသိထားခဲ့ပြီးနောက်ဆုံးမှာတော့ပြည်သက်တွေရှေ့မှာမျက်ရည်တွေနဲ့အတူမှန်တိုင်းဖွင့်ဟပြောပြခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးသူဟာ I Pepe You ဆိုတဲ့စကားလုံးလေးကိုတီထွင်ပြီးပြည်သက်တွေနဲ့ချစ်ချင်းယုံကြည်မှုရှိရှိမြဲနဲ့ချစ်သွားကြရအောင်လို့ဒိတ်ပဲဖွင့်ဆိုခဲ့ပါတယ်ဒီခင်ရအောင်ဟာထေရောင်းအတွက်တော့ရိုးရိုးအရာတစ်ခုမဟုတ်ဘဲနာကျင်မှုတွေကိုအောင်မြင်မှုနဲ့ချစ်ချင်းတရားအဖြစ်ပြောင်းလဲလိုက်တဲ့သင်္ကေတတစ်ခုပဲဖြစ်ပါတယ် BTS ရဲ့အောင်မြင်မှုတွေနဲ့အတူထေရောင်းဟာကိုယ်ပိုင်ဂီတလမ်းကြောင်းကိုလည်းခိုင်မာအောင်တည်ဆောက်ခဲ့ပါတယ်သူဟာ Jazz နဲ့ဆိုးဂီတကိုရွတ်သွတ်သူဖြစ်တာကြောင့် Lay Over ဆိုတဲ့သူ့ရဲ့ solo album မှာသူ့ရဲ့ထူးခြားတဲ့နုပညာကိုရသလောက်အပြည့်အဝချပြခဲ့ပါတယ်။အဲ့ဒီ album ဟာကမ္ဘာတဝန်းကချက်တွေမှာနေရာယူခဲ့ပြီးထေရောင်းဟာအဖွဲ့လိုက်တယ်မကပဲတကူတော်နုပညာရှင်တယောက်အနေနဲ့ပါနောက်ထိဩဇာညောင်းကြောင်းသက်တည်ပြခဲ့တာပါ။ထေရောင်းရဲ့ဘဝဆက်ကြောင်းကနေကျွန်တော်တို့ရရှိလိုက်တဲ့ကြီးမားဆုံးသင်ခန်းစာကတော့ကိုယ့်ရဲ့အစပြုရာဘလောက်ပဲတင်းငယ်ပါစေစိတ်ကူးအိမ်မက်ကတော့ကြီးမြတ်နိုင်တယ်ဆိုတာပါပဲ။ဒေသမားလေးဘဝကနေကမ္ဘာထိပ်တန်းနုပညာရှင်ဖြစ်လာတဲ့အထိသူကြော်ပြတ်ခဲ့ရတဲ့ခီးလန်းဟာအားလုံးအတွက်ခွန်အားဖြစ်စေပါတယ်။သူဟာ iPad
ပယ်ယူဆိုတဲ့စကားလုံးနဲ့တူအချင်းချင်းယုံကြည်မှုနဲ့ချစ်ချင်းမေတ္တာကိုအဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ပါတယ်ခင်ဗျားတို့ကလည်းကိုကိုယုံကြည်မှုပြောင်းဆုံးနေပြီလားဖယ်ရောင်းကိုကြည့်ပါကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုမဖျောက်ဖျက်ပဲကြိုးစားမယ်ဆိုရင်ဒီနေ့မှာခင်ဗျားတို့လည်းကိုယ့်ရဲ့ကိုယ်ပိုင်တစ်ပါးမှာဘယင်တစ်ပါးဖြစ်လာမှာပါရှုံးမပေးဘဲကိုယ့်ရဲ့အလှည့်ကိုစိတ်ရှိလက်ရှိနဲ့စောင့်တိုင်းတက်ဖို့ကအရေးကြီးဆုံးပါပဲဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ပိုးကောင်ပါနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်ဗျာ